你聊的不都闹下来了？不愿意，背上不愿意。ကျွန်တော်အတွက်ဆိုရင် drama ကနည်းနည်းလေးပို့ပြီးတော့ခက်ခဲမယ်လို့ကျွန်တော်ယူဆပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပြင်မှာလည်းနည်းနည်းမျက်နှာပြောင် brush နောက်နည်းနည်းပြောတတ်တော့ဟာသားဆိုဥခင်လိုင်းတို့နဲ့ကိုသက်လက်တို့နဲ့ကိုတရားတို့နဲ့အဲ့လိုပူပေါင်းလိုက်ရင်စီးမျောလိုက်ရင်ကျွန်တော်လိုက်နိုင်တယ်ပေါ့။ drama ကတော့ကျွန်တော်အတွက်ခက်တဲ့ထဲမှာလည်းပါပါတယ်ဗျ။ ဟိုဒီအချိန်ကြီးတုတ်တန်မှာဘယ်မိမရှိမှလဲကွာမင်းအမလေးအချောက်ခံမှုပါတယ်တရေ6ခံမှုပါတယ်တရေ6ခံမှုဒီကရုံမှချိန်တွေ့နေတဲ့ကောင်မလေးအဲ့ဒါလူမဟုတ်ဘူးတော့မင်းမသိဘူးလားလို့ 都是路毛那သမီးလေး ကြုံတော့ကြုံမှုတယ်ပေါ့အဲ့ဒါတော့ကျေတော့မပြောပြတော့ပါဘူးအဲ့ဒါကြောင့်မို့လဲနည်းနည်းလေးလန့်တယ်ပေါ့ဟုတ် 然后领导没见到。 ကြောက်တာပဲလေကြောက်စိတ်ရောလို့ထည့်ထားလိုက် ဒီကနေ့မှာတော့ထောက်ခံရသေးတာ မခံရပါဘူးမခံရပါဘူးကြောက်တရေ6မခံရပါဘူး ဟုတ်တယ်မမခေါ် ထလန်းဆရာတာကျော်ဆိုတဲ့နေရာနေပြီးတော့ပါဝင်လာပါတယ်အဓိကကတော့ဟာတာလေးလည်းပါမယ်ဒရမာလေးလည်းပါတယ်ဆိုပြီးတော့ဒီကားလေးကိုရိုက်ကူးပြတာပါဒီကားလေးကလည်းကျွန်တော်ကိုယ်တိုင်လည်းသဘောကျတဲ့ကားလေးပါပဲဗျဟုတ်ပထမဆုံးမဟုတ်ဒုတိယပေါ့ပထမကကြတော့ကျွန်တော်ရှေ့မှာဝက်မှာဒီကုန်းကကျွန်တော်ရဲ့အမေနေရာနေပြီးတော့ကျွန်တော်တို့တရုပ်ဆောင်လာသေးတယ်ဆိုတော့ဒီကားကတော့ဒုတိယမြောက်ကားပေါ့ဟုတ်ဟာတာခတ်တာပေါ့နော်ဟာတာဆိုတာ response အနေနဲ့အဲ့လိုမျိုးတွတ်လက်တရုပ်ဆောင်ရတာဆိုတော့ဒါပေမဲ့ဒီကားမှာကအရင်ဟိုဘယ်လိုပြောမလဲဟိုအခက်ခဲတော့ရှိတယ်ဆိုပေမဲ့ဒါပေမဲ့ဥခင်လာရင်တို့ကိုတွတ်လက်တို့ဥစော်တို့အားလုံးပေါ့ကိုတရားတို့နဲ့အားလုံးတန်တန်မင်လေးဆိုတော့ဟိုတရုပ်ဆောင်ရတာအဆင်ပြေတယ်ပေါ့ရှော့ရှူပဲလုံနိုင်ခဲ့ပါဟုတ်မာရီဆူနဲ့ဘလော့တော့အဓိကတော့မာရီဆူနဲ့ကားကကျွန်တော်နည်းနည်းခဏနားပြီးတော့ပြန်ရိုက်တဲ့ကားလားမသိဘူးပြန်ရိုက်တဲ့ကားဆိုဥစော်ကပဲအဲ့လိုလိုအပ်တဲ့အရာကိုအခုရိုက်ခဲ့ကားတိုင်းလည်းအဲ့လိုပါပဲဟိုကျွန်တော် item နဲတယ်ဆိုရင်တားရေး item နဲတယ်များတယ်ဆိုတော့တားရေးနဲ shot အဲ့လောက်မလို့ဆိုဥစော်ကပဲအဲ့လိုသင်ပြပေးနေပဲတရုပ်ဆောင်ခဲ့တာပေါ့ဟုတ်ကျွန်တော်အတွက်ဆိုရင် drama ကနည်းနည်းလေးပို့ပြီးတော့ခက်ခဲမယ်လို့ကျွန်တော်ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပြင်မှာလည်းနည်းနည်းမျက်နှာပြောင် brush နောက်နည်းနည်းပြောတတ်တော့ဟာသားဆိုဥခင်လိုင်းတို့နဲ့ကိုသက်လက်တို့နဲ့ကိုတရားတို့နဲ့အဲ့လိုပူပေါင်းလိုက်ရင်စီးမျောလိုက်ရင်ကျွန်တော်လိုက်နိုင်တယ်ပေါ့ drama ကတော့ကျွန်တော်အတွက်ခက်တဲ့ထဲမှာလည်းပါပါတယ်ဗျသင်ယူပါတယ်အဓိကတော့ဥခင်လိုင်းနဲ့ကိုသက်လက်ပေါ့နော်သူတို့နှစ်ယောက်ကအဲ့လို response နဲ့အရမ်းမြန်နှစ်ယောက်ကအပေးယူလဲအရမ်းညီမျှတယ်အရမ်းညီမျှဆိုတော့ကျွန်တော်လည်းလေးလာဖြစ်တယ်ဥခင်လိုင်းကိုလည်းမေးဖြစ်တယ်ဆိုတာဘာကြောင့်ဒီလိုမျိုးလုံနိုင်တာလဲဘာကြောင့်ဒီလိုမျိုးစကားတစ်ခုံးပြောရင်ဥက္ကဋ္ဌရဲ့ပါဇက်ကထွက်သမျှလဲဟာတာဘာကြောင့်ဖြစ်နေတာလဲဆိုတာမျိုးလို့မေးဖြစ်ပါတယ်ကိုကိုတိုင်းလည်းဘယ်လိုပြောမလဲလေးလာဖြစ်တယ်ပေါ့ဟုတ်ကဲ့ဗျဒီကုန်းနဲ့လားဒီကားမှာဆိုလဲဒီကုန်းနဲ့စုံစင်းလေးပါပါတယ်ဒါပေမဲ့ဒီကုန်းကိုလည်းအဲ့လိုပြောဆိုတာလေးရှိတာပေါ့ဒါပေမဲ့ကြောလို့ပဲပြောပြီးတော့ဒီကုန်းနဲ့လည်းရိုက်ခဲ့ရတာပေါ့ဟုတ်ရက်ကညှိရတာတော့ဒီကုန်းနဲ့ကျွန်တော်ညှိစရာမလိုဟိုရိုက်ကူးတဲ့ကင်မရာဆရာတွေကတော့ညှိရတယ်တော်တော်လေးခွေရပါတယ်ဒီကုန်းနဲ့ကလည်းဘယ်လိုပြောရမလဲဟိုဝက်ကားမှာကလေးကဒီကုန်းနဲ့ကလည်းခင်းနေပြီဆိုတော့အဲ့လိုအဆင်ပြေပါပဲဗျဟုတ်ပြီးတဲ့အတိုင်းကျွန်တော်လည်းတရေကြောက်တဲ့ကောင်ဆိုတော့တုတ်တံမှာရိုက်ရတာတော့ကိုယ်အတွက်စိတ်ချောက်ချားစရာတော့ဖြစ်ခဲ့တယ်ဒါပေမဲ့ဟိုပြီးတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကူပေါ်မှာထိုင်ရတာလေအဲ့တော့လက်တွေပိုင်းချီတော့တောင်းမှန်ပြီးတော့မှရိုက်ခဲ့တာပေါ့ဟုတ်တယ်ငယ်လေးလေးရပါအချောက်ခံမှုပါတယ်တရေ6ခံမှုပါတယ်တရေ6ခံမှုတာကလည်းအဲ့လိုဘယ်လိုပြောမလဲခုနကျွန်တော်နယ်အရင်တော့ဆိုရင်ကျွန်တော်နယ်မှာပွဲတွေသွားဆိုရတယ်တဲ့အခါကျတော့တချို့နယ်တွေဆိုမြို့ပေါ်ကနေပြီးတော့ကျွန်တော်ကား2နိုင်3နိုင်လောက်ဆက်သွားပြီးကား4နိုင်လောက်စီးဆက်သွားတဲ့မြို့တွေရှိတော့ဟိုကြုံမှုတယ်ပေါ့အဲ့ဒါတော့ကျေတော့မပြောပြတော့ပါဘူးအဲ့ဒါကြောင့်မို့လဲနည်းနည်းလေးလန့်တယ်ပေါ့ဟုတ်ကြောက်တာပဲလေကြောက်စိတ်ရောလို့ထည့်ထားလိုက်ဒီကနေ့မှာတော့ထောက်ခံရသေးတာ မခံရပါဘူးကြောက်တရေ6မခံရပါဘူးအဲ့လိုကောက်ကွက်တင်တာတော့မဟုတ်ပါဘူးကျွန်တော်ကအရင်ကတည်းကသိတဲ့အတိုင်းပဲရှောက်ကနေတော့အဓိကတော့နှစ်ချက်ရှိရပေါ့နော်အဓိကကျွန်တော်ရဲ့အမျိုးသမီးကလည်းကျွန်တော် view site တယ်ကျွန်တော်ကိုယ်တိုင်လည်း view site တယ်ပြီးတော့နောက်တစ်ခုလုံးဝမေ့ထားလို့မရတာဒေါက်တာ A ကတော့ဒါကျွန်တော်ကိုလည်းပူချောလောင်လုပ်ပေးခဲ့တဲ့တယောက်ပါပဲဟုတ်အဲ့လိုမျိုးတော့သတိတော့မထားမိပါဘူးညဆိုရင်တော့အိတ်ခန့်နေယောက်ျားလေးတွေဆိုတာသိတဲ့အတိုင်း skin care ပါညာလည်းတိတ်သုံးတာမဟုတ်ဟိုရှင်မောကအဲ့လိုသူကသူ skin care တွေပါသုံးလို့ရှင်ဘတ်ဆိုလာလို့လိုက်တာပေါ့အဲ့ဒါလေးကအဆင်ပြေတာပေါ့ဟုတ်ဘတ်ကဖတ်တယ်သူ့ကြောင့်လည်းပါသလိုကျွန်တော်ကိုယ်တိုင်လည်းလေ့လာတာဟိုအဓိကဟိုပေါ့တချင်းဆိုတဲ့အချိန်မှာပေါ့ဟုတ်တရေကျော်ထဲမှာကျွန်တော်ဒီအထက်လန်းဆရာရာကျော်အနေနဲ့ပါဝင်ထားပါတယ်အဲ့တော့ကျွန်တော်ရွှေထူးနဲ့အတူတူဒီတရေကျော်ထဲမှာပါဝင်တဲ့တရုပ်ဆောင်တွေအသိပညာရှင်တက်ပညာရှင်တွေအကုန်လုံးလည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတဲ့အတွက်
ဂျွန်လ6ရက်နေ့ကျရင်ဒီကားလေးတနိုင်ငံလုံးမှာပြသမှာဖြစ်လို့လာရောက်ကြည့်ရှုပေးကြပါဦးလို့ပြည်သက်ကြီးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကြိုးစားထားပါတယ်ဟုတ်